ရိတ်ကစဲနှိပ်ဖို့ဖြိုးရုံးသည်1993ခုနှစ်ကတည်းကမြန်မာနိုင်ငံအရှေ့ဘက်ပိုင်းဒေသများတွင်ရရလူထုဖို့ဖြိုးလုပ်ငန်းကိုလှုပ်ကိုင်ဆောင်ရွက်လာခဲ့ပါသည်ယခုတင်ဆက်ပြသပေးသောဒီဗီဒီယိုမှတ်တမ်းသည်ကရိတ်ကစဲနှိပ်ဖို့ဖြိုးရုံးအဖွဲ့နှင့်ရွာသူရွာသားများပူးပေါင်းဖွဲ့စည်းတည်ထောင်ထားခဲ့သောလိလာတင်ယူစရာရရဖို့ဖြိုးစီမံကိန်းတစ်ခုအကြောင်းဖြစ်ပါသည်ဤလိလာစရာရရဖို့ဖြိုးစီမံကိန်းငယ်တစ်ခုသည်မြန်မာနိုင်ငံဒီမိုကရေစီအပြောင်းလဲအတွက်မိကဲ့သို့ပံ့ပိုးထောက်ခံသွားသည့်အကြောင်းကိုဖော်ပြထားပါသည်ရေရှည်တည်တံ့ခိုင်မြဲမှုရှိသောဖွံ့ဖြိုးရေးအတွက်တရားမျှတမှုရှိသောရွေးကောက်ပွဲဗီဒီယိုမှတ်တမ်းသည်ရွာသူရွာသားများဒီမိုကရေစီဆိုသည့်စကားလုံးကိုမကြားဘူးသောညလဲသူတို့ကိုယ်တိုင်ဒီမိုကရေစီကြည်စင်များကိုလက်တွေ့ကြည်သုံးနေကြရကြောင်းဖော်ပြထားပါသည်ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့်ရွာသူရွာသားများထွက်ပြေးတိတ်ရှောင်၍ဌာနေမဲ့သူများဖြစ်ခဲ့ကြပြီးဒီနေ့တခြားပို၍ဆင်းရဲလာခဲ့ကြရပါသည်ပဋိပက္ခနေမြေတွေးရွာဖြစ်သောကြောင့်ရွာသူရွာသားများသည်နှဖစစ်သားများရန်မှမကြာခဏပုံချောင်နေကြရပါသည်ဤပဋိပက္ခနေမြေအတွေ့ရှိရွာသူရွာသားများသည်အလေးမထားမှုနှင့်အလစ်လူရှုမှုခံခဲ့ကြရပါသည်နာပနာဝဒတာကထောက်ပတ်ထော်နေမနောအဝဲသူအဝဲဒါအညနိသူအဝဲဒါကလုကလာနေဝဒါတမလိုနေတာလာဥဒတာခုတိုင်ကြီးလာပခုတော့တမခုနာကိုဟောဒီနေအဝဲနာပတစတနာခொနမီဒီဆိုတကဘန်မဲတကူထောက်ပတ်ထော်လာဥဒဒုခုတော့ပတမခုနာကိုတန်နေပဲဘာတော့တတူခပ်လို့စစ်ဖတ်လားဤကျေးရွာသည်ကီပြည်နယ်တွင်တည်ရှိပြီးအိမ်ခြေ30ခန့်ရှိပါသည်လေယာတောင်ယာနှင့်ခြံလောက်ငါအနေကြီးဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသည်သူတို့၏နေထိုင်မှုပုံစံသည်ရိုးရာဓလေ့နှင့်အညီအိမ်များကိုဝါးသစ်များဖြင့်ဆောက်လုပ်ကြပါသည်လွန်ခဲ့သည့်10နှစ်တုန်းကဤရွာတွင်စာသင်ကျောင်းမရှိခဲ့ပါရွာတွင်ဆေးဝါးကုသမှုအတွက်ဆင်းခိုင်းမရှိသည့်အပြင်အိမ်သာလည်းမရှိခဲ့ကြပါမြန်မာနိုင်ငံစစ်အစိုးရသည်ဗဟိုချုပ်ကိုင်မှုအုပ်ချုပ်ရေးစနစ်ဖြင့်တနိုင်ငံလုံးနှင့်လူထုအားလုံးကိုချုပ်ကိုင်လွှမ်းမိုးထားသည်စစ်ဗိုလ်ချုပ်များသည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆုံးဖြတ်ချက်များချမှတ်ရာတွင်ပြည်သူလူထုပါဝင်ပူးပေါင်းမှုကိုဟန့်တားပိတ်ပင်ထားပြီးအမိတ်အာဏာဖြင့်အထက်အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးနေကြပါသည်ရွာသူရွာသားများသည်ကျေးရွာအဆင့်တွေပြီးဆုံးဖြတ်ချက်များချရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်မရှိကြပါ1998ခုနှစ်တွင်ကရိကစရေးနှင့်ဖွံ့ဖြိုးရေးရုပ်ကွင်းစင်းလုပ်သားများသည်ကျေးရွာလိုအပ်မှုအကဲဖြတ်လုပ်ငန်းပြုလုပ်ပြီးရွာသားများနှင့်အတူ3ရက်အတွင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်အစည်းအဝေးအတွင်းကျေးရွာပြည်ထနာများဖြစ်သောစာမတတ်မြောက်မှုအစာရေးစာမလုံလောက်မှုနှင့်ဆင်းရဲမွဲတေမှုပြည်ထနာများကိုဆွေးနွေးခဲ့ကြပါသည်ကရိကစရေးနှင့်ဖွံ့ဖြိုးရေးရုပ်ကွင်းစင်းလုပ်သားများနှင့်ရွာသူရွာသားများသည်ရွာပြည်ထနာများကိုလိလာသုံးသပ်ပြီးဖြည့်ရှင်းမိနည်းလမ်းများကိုအတူတကွရှာဖွေခဲ့ကြသည်နောက်ဆုံးတွင်အနာဂတ်ကလေးများအတွက်အခြေခံပညာရေးအုတ်မြစ်တစ်ခုတည်ဆောက်ရန်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုထူထောင်ပြီးဒီချိန်တည်းတွင်ရွာသူရွာသားပူးပေါင်းပါဝင်မှုမြင့်တင်သွားရန်ရွာသူရွာသားအားလုံးသဘောတူဆုံးဖြတ်ခဲ့ကြသည်ရွာသူရွာသားများသည်ကလေးပညာရေးအတွက်စီမံကိန်းကိုစီမံအုပ်ချုပ်သွားနိုင်ရန်စီမံကိန်းကော်မတီတစ်ရပ်ကိုဖွဲ့စည်းထူထောင်ပြီးစတုထတန်းအထိကျောင်းတစ်ကျောင်းတည်ဆောက်ကထိုကတည်းကပင်ဤစီမံကိန်းစတင်လေပတ်နိုင်ခဲ့သည်ရွာစီမံကိန်းရည်ရွယ်ချက်သည်စမတသူများပပျောက်ရန်အိမ်တိုင်းအိမ်သာများဆောက်လုပ်ရန်နှင့်ရေကောင်းရေသန့်ရရှိရေးအတွက်ရေပိုက်များဖြင့်ရေသွယ်ယူနိုင်ရန်ဖြစ်သည်အခြေခံဆေးဝါးကုသမှုနည်းပညာသင်ယူရန်နှင့်ကျေးရွာကျန်းမာရေးလိုအပ်မှုများကိုကူညီဆောင်ရွက်သွားနိုင်ရန်ရွာသားတဦးတင်တဲ့တက်ရောက်နိုင်ရန်ရွာသားများဆန္ဒရှိကြသည်ဒီချိန်တည်းတွင်ရွာသူရွာသားများမိမိတို့၏ကျေးရွာပိုင်သဘာဝပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းရန်ရွာတိတော်မှတ်တစ်စစ်စီမံခန့်ခွဲသွားရန်ဖြစ်သည်တာမလေးပါတော်ရှိပါလေတပူရညောင်းနဲ့ကဲပြီးလို့ကိုကြိုလီချိုဒါမှပါအမေလေးပြီးအခေရချိုကနေအမာလျဝဲလူကိုကြည့်ကိုကြည့်တယ်ငယ်ဝဲနဲ့ကပပဖို့မတ်ကိုကြည့်ကောက်တူလာတူဝါလွန်ဘဘတ်ကိုအနေမှာတော့လူဟာခူးလို့ကလေကကွာအခုနေပမာတယ်တော့နေပါလေပခုဘခတော်ရညာဝဲချီချိုတော့ခုကဘနေကမှာကဲကိုတော်တယ်ရွာသူရွာသားများချမှတ်ထားသည့်
ကြေးရဖွံ့ဖြိုးစီမံကိန်းအဓိကရည်ရွယ်ချက်သည်စီမံကိန်းမှတစ်စစ်ရွာသားများအသိဉာဏ်ဖွံ့ဖြိုးတိုးတက်ခြင်းကျန်းမာတန်ဆွမ်းခြင်းနှင့်တာယာဝပြောသောတဘာဝပတ်ဝန်းကျင်များပိုင်ဆိုင်ခြင်းမှတစ်စစ်အနာဂတ်တွင်ကြေးရအတွက်ရေရှည်တည်တံ့ခံမည်သောဖွံ့ဖြိုးရေးဖြစ်ရန်ဖြစ်သည်ရွာသူရွာသားများသည်စီမံကိန်းလည်ပတ်ရေးအတွက်နေရာဒေသနှင့်ကိုက်ညီသောကုန်ရောက်ကုန်ဝယ်ပြုလုပ်ခြင်းနှင့်ဖာလာချန်စိုက်ပျိုးခြင်းလုပ်ငန်းများဖြင့်ဝင်ငွေရှာဖွေသွားခဲ့ကြသည် ta bu ta tha do tha wu do cha o ke do ni si do pa pu lo de ta mu la kwa so kha sa me ya mu la pe nyo le tu pe lo do bu de ke do le ta ke che cho le po pu do ta ha lo do po bu pa la ma ko le po pu du bu po se pa ni bu kle se ma ko a kha chwa me ya ni lo ရရှိလာသည့်စီမံကိန်းအကျိုးမြတ်များကိုစာသင်ကျောင်းဆောက်လုပ်ရေးကျောင်းဆရာဆရာမထောက်ပံ့ရေးကျောင်းတက်ရအခက်အခဲရှိသောကလေးအတွက်ထောက်ပံ့ရေးနှင့်ကြေးရွာအတွင်းစာဝတ်နေရေးအစီအမံသူများအတွက်ထောက်ပံ့မှုတွေအသုံးပြုသွားကြသည်ရွေးကောက်ထားသောကြေးရွာဖွံ့ဖြိုးစီမံကိန်းကော်မတီသည်ရွာအတွင်းရှိ1အမျိုးသားများလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့2အမျိုးသမီးများလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့3လူငယ်များလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့4ကလေးသူငယ်များလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များဖြင့်အခြေခံဖွဲ့စည်းထားသည်ဤအဖွဲ့များသည်ကြေးရွာပြည်ထများဖြည့်ရှင်းနိုင်ရေးနှင့်ကြေးရွာအခြေအနေအရရတိုးတက်ကောင်းမွန်လာရေးအတွက်ကော်မတီနှင့်အတူပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသည်ကလေးများသည်2006ခုနှစ်ကတည်းကကြေးရွာစီမံကိန်းလုပ်ငန်းများတွင်ပူးပေါင်းကူညီဆောင်ရွက်လာခဲ့သည်မှာယနေ့ထိတိုင်ဖြစ်သည် ပကြိုကဒုထထရာကိုအရှုညာပကမတီလဲရတော်နေလား Lonya dada keblike ko ka ani di khala buku buta ko dagi mo pam dale ni awe le lob do ko na ki da a de ba do ko na ki ni tumo la we si tha ada bukte jale asti wi sa le buta pida ma bu ka a ro phara mo phaplo le buta ko da le lonya 2008ခုနှစ်တွင်ပြည်ကစိနှင့်ဖွံ့ဖြိုးရေးရုပ်သည်လူများပါဝင်မှုရှိသောလိလာမှုနှင့်လှုပ်ရှားမှုနည်းလမ်းကိုအခြေခံ၍ ရရဖွံ့ဖြိုးလုပ်ငန်းပြန်လည်သုံးသပ်မှုတစ်ခုကိုဤရွာတွေပြုလုပ်ခဲ့ပါသည် When I had the opportunity to get involved and see the real situation, I learned that there are many limitations and obstacles to the program, such as inconvenience of communication, no road, no transportation, and difficulty traveling within the village tract. There was no electricity or any kind of facility. Everything we wanted to do, we had to plan and prepare way ahead of time. And even if we were well prepared, we had to be flexible for sudden change in the situation and security. လုပ်ငန်းပြန်လည်သုံးသပ်မှုပြုလုပ်စဉ်ရွာသူရွာသားများသည်မိမိတို့၏ကြေးရွာဖွံ့ဖြိုးစီမံကိန်းကော်မတီကိုအသည့်ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြသည်ထိုနှစ်တစ်နှစ်တည်းတွင်စစ်အစိုးရသည်လည်း၎င်းတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုရတဲ့အတွက်လူထုအားအတရားအမှထောက်ခံစေသည့်လူထုဆန္ဒခံယူပွဲကိုစီစဉ်ကျင်းပခဲ့ကြသည်လူထုသည်ကန့်ကွက်မဲပေးပိုင်ခွင့်မရှိဘဲနှအဖက်၏ချိတ်ချမှုအောက်တွင်စောဖြတ်ချက်ချထားသည့်အတိုင်းသာလိုက်နာခဲ့ကြရသည်ဤသို့ဖိနှိပ်မှုရှိနေသောညလည်းဤကြေးရငယ်တွေ့ရသူရသားများသည်ကြေးရစီမံကိန်းကော်မတီရွေးကောက်တင်မြှောက်ရန်ရွေးကောက်ပွဲတွေလာရောက်ဆုရောက်ခဲ့ကြသည်အမျိုးသမီးအမျိုးသားလူငယ်နှင့်ကလေးများအားလုံးတို့သည်မိမိကြေးရဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်ရွာသူရွာသားများအားလုံးသည်ဒီမိုကရေစီကျင့်စဉ်အရကြေးရစီမံကိန်းအတွက်စီမံကိန်းကော်မတီတရားရွေးချယ်တင်မြှောက်ရေးတွင်အားလုံးပူးပေါင်းပါဝင်ဆုံးဖြတ်ခဲ့ကြသည်ဤရွာသားများသည်ဖွံ့ဖြိုးရေးလုပ်ငန်းအတွေ့အကြုံရှိလာပြီးမိမိတို့ကြေးရဖွံ့ဖြိုးတိုးတက်ရေးအတွက်စောဖြတ်ချက်ချမှတ်ရာတွင်ပူးပေါင်းပါဝင်ဆုံးဖြတ်ခဲ့ကြသည်